လေဓမားတစ်ယောက်မြားဓမားတစ်ယောက်ကပြစ်မှတ်ကိုထိချင်တဲ့အတွက်အစွမ်းကုန်ကြိုးစားရတယ်။လေးကိုအကောင်းဆုံးရွေးချယ်ရတယ်။မြားကိုအဖြောင့်ဆုံးဖြစ်အောင်စစ်ဆေးရတယ်။ပြီးတော့သူပြစ်မဲ့လက်ကျွတ်သားတွေကိုလည်းလေ့ကျင့်ရတယ်။ပြီးရင်ပြစ်မှတ်ကိုသေချာချိန်ရတယ်။ဆိုတော့အဲ့ဒါပြီးရင်ပြစ်လိုက်တယ်ဗျာ။ဒါပေမဲ့မြားကလက်ထဲကနေလွတ်သွားတဲ့စက္ကန့်ကစပြီးပြစ်မှတ်ကိုထိခြင်းမထိခြင်းဆိုတာကလေးဓမားရဲ့သူ့ရဲ့ထိန်းချုပ်မှုအောက်မှာမရှိတော့ဘူးထားပါတော့လေးလိုက်နှုံးပြောင်းသွားရင်ပြစ်မဲ့ရွေ့သွားနိုင်တယ်ဒါမှမဟုတ်ငှက်တကောင်ကြားထဲဖြစ်ပြန်သွားပြန်ရင်လည်းပြစ်မဲ့လွဲသွားနိုင်တယ်ဆိုတော့ကျွန်တော်ပြောချင်တဲ့အကြောင်းအရာကရလက်ကဘလို့ဖြစ်မလဲဆိုတာကရလက်ပေါ်မူတည်ပြီးကိုအောင်မြင်ခြင်းကြရှုံးခြင်းလို့မသက်မှတ်ရဘူးကိုဘလောက်ထိအစွမ်းကုန်လုတ်ခဲ့တယ်လဲအစွမ်းကုန်လုတ်တယ်လဲဆိုတာကဒါအဓိကကြတာလူအများစုကပြစ်မှတ်ထိမှအောင်မြင်တယ်လို့သတ်မှတ်ကြတယ်ဒါကြောင့်မို့မြားကလွဲသွားတဲ့အခါမှာကိုအသုံးမကျဘူးလို့ထင်ကြတယ်ကံတရားကိုအပြစ်တင်တာတွေဖြစ်လာပြီးစိတ်ထဲကြကြတယ်အတွေးခေါ်ရပြောရမယ်ဆိုရင်ရလက်ကိုပျော်ရွှင်မှုရဲ့အရင်းအမြစ်အဖြစ်လူတွေကမှတ်ယူထားကြတယ်ဆိုတော့တကယ်တော့လေးဓမားမြားဓမားရဲ့အဓိကအောင်မြင်မှုကပြစ်မှတ်ထိခြင်းမဟုတ်ဘူးသူ့ရဲ့စွမ်းဆောင်ရည်သူအကောင်းဆုံးဘလောက်စူးစမ်းခဲ့တယ်လဲဆိုတာဖြစ်တယ်ကျွန်တော်ပြောချင်တဲ့အဓိပ္ပာယ်ကအဲ့ဒါပဲလုပ်ငန်းခွင်မှာခင်ဗျားက presentation တစ်ခုကိုအကောင်းဆုံးဖြစ်အောင်ပြင်ဆင်သွားတယ်နော်အဲ့ဒါခင်ဗျားရဲ့အောင်မြင်မှုပဲအဲ့ဒီ presentation ကိုကြည့်ပြီးလူတွေကသဘောကျတာမကျတာကြောခင်ဗျားနဲ့မဆိုင်ဘူးသူတို့လက်ထဲမှာဒါပေမဲ့ခင်ဗျားလှုပ်เสียရှိတာကိုအကောင်းဆုံးလှုပ်သွားတာကခင်ဗျားရဲ့အောင်မြင်မှုအဓိကအဲ့ဒါပဲအရေးကြီးတာအဲ့ဒါလိုပဲလူမှုရေးမှာဆိုရင်လေခမ ्या ကအခြားတစ်ဖက်ကိုစေတနာပြည့်နဲ့ကူညီလိုက်တယ်ဒါပေမဲ့အဲ့ဒီလူကခမ ्या ကိုကျေးဇူးတင်ခြင်းမတင်ခြင်းဆိုတာကခမ ्या ရဲ့ထိန်းချုပ်မှုအောက်မှာမရှိတော့ဘူးဆိုတော့ခမ ्या လောက်ရမယ့်အလုံးမှန်သမျှကိုအကောင်းဆုံးဖြစ်အောင်လုပ်ဖို့အဓိကအရေးကြီးတာအကောင်းဆုံးစူးစမ်းရမယ်ငါဒီအလုပ်ကိုအမှားယွင်းမရှိအောင်အကောင်းဆုံးအာယုံစိုက်ပြီးလုပ်ရမယ်ဆိုတော့ရလက်ကိုလည်းကျွန်တော်တို့ကြိုတင်ပြင်ဆင်ထားဖို့လိုတယ်ငါအကောင်းဆုံးလုပ်ခဲ့ပြီးပြီငါစူးစမ်းမှုကိုငါကျေနပ်တယ်ရလက်ဘလို့ထွက်လာပါစေခံယူဖို့အသင့်ပဲအဲ့လိုတွေးထားရမယ်တကယ်လို့ရလက်ကမကောင်းခဲ့ရင်တော့ငါဘယ်နာမှလိုအပ်သွားတယ်လဲဆိုပြီးတွေးပြီးတော့တင်ကန်းစာယူရမယ်ကိုပြစ်တင်ရှုံချတာအပြစ်တင်တာမျိုးတွေလုံးဝမလုပ်သင့်ဘူးညအိတ်ခါနေမှာကိုပြန်မေးကြည့်ပေါ့ဗျာဒီကနေ့ငါလုပ်ခဲ့တဲ့အလုပ်တွေမှာငါရဲ့စူးစမ်းအားထုတ်မှုအစွမ်းကုန်ဖြစ်ခဲ့ရဲ့လားထားပါတော့ကိုထိန်းချုပ်လို့မရတဲ့ရလက်တွေအရာတွေကငါ့ကိုဘယ်လောက်ထိအနှောက်အယှက်ဖြစ်စေခဲ့တယ်လဲမနှက်ဖြန်မှာနောက်နေ့တွေမှာဒီထက်ပိုကောင်းအောင်ဘာတွေပြင်ဆင်ရမလဲစူးစမ်းရမလဲဆိုတာပဲကျွန်တော်တို့တွေးနေတာဆိုတော့ဘဝဆိုတာကကစားပွဲတစ်ခုဆိုရင်နိုင်ချင်းရှုံးခြင်းထက်ဘယ်လောက်ကောင်းအောင်ကစားနိုင်ခဲ့တယ်လဲဆိုတာကပိုအရေးကြီးတာရလက်ကိုမျှော်လင့်ချက်လျှော့ထားပြီးတော့လှုပ်ဆောင်ချက်စူးစမ်းမှုတွေကိုအရှိန်မြင့်တင်မှခမရဘဝကပို့ပြီးတော့တည်ငြိမ်လာမယ်အစွမ်းထက်လာမယ်အောင်မြင်မှုဆိုတာကရလက်ထဲမှာမရှိဘူးခမရလုံနေတဲ့လုံရက်ထဲမှာပဲရှိတာဆိုတော့အရေးကြီးဆုံးအလုပ်တစ်ခုကိုခမရဘဝမှာအရေးကြီးဆုံးအလုပ်တစ်ခုရှိမှာပဲရီမန်းချက်ပန်းနိုင်အဲ့ဒီအလုပ်ကိုခမရလေးဓမားစိတ်တဲ့အခုပြောတဲ့လေးဓမားစိတ်တဲ့နဲ့အစွမ်းကုန်စူးစမ်းပါရလက်တွေမြင်လာပါလိမ့်မယ်ဘဝကပို့ပြီးတော့ဖြစ်တန်းတဲ့အခါမှာအားရင်တွေပြည့်နေပါလိမ့်မယ်အားလုံးကိုကျေးဇူးတင်ပါတယ်